စပင်းလေးဘယ်လိုပုံစံလေးလုပ်မလဲ စပင်းစီဆိုမယ် စီဆူမယ်နော် ဟုတ် တခြားဘာလေးလုပ်ချင်းသေးလဲ treatment PC treatment လေးလုပ် ဟုတ် နော်ဟာကာလာရဘယ်လိုကာလာလေးဆုံးမယ် ကာလာအညိုဘက်သွားတဲ့ဘက် သွားတဲ့ပုံစံ ဟုတ်ဟုတ် ငင်းငင်းလေးပဲ င ပေါ့ င်းလေးဟုတ် နည်းနည်းခေါင်းကနည်းနည်းအဖြူလေးရှိတာ ဟုတ်ဟုတ် နော် အားလေးဖော်အောင်ဆိုပြပါ ပေါ်ကျင်တယ်လား ဖုန်းညင်တာ အဲ့တော့အဖြူဖုန်းနဲ့ပုံစံလေးပေါ့နော်အယောင်လေးလည်းနည်းနည်းလေးလင်းအောင်လို့ဆိုပြီးလဲမျက်နှာလေးတွေပေါ့နော်စပင်းရောညှောင်မလား ဟုတ် စပင်းလည်းညှက်မယ် လှလှလေးညက်ပြပါ โอเค တားကြီးလည်းမတူ ဒါကြီးတော့မလို့ရှယ်ကတော့ဆရာဒီဇိုင်းပဲထားပြလိုက်မယ် ဟုတ်ကဲ့ဟုတ်ဆရာ နော် ဟုတ် ဘာလို့ဒီမျက်နှာကြလေးနည်းနည်းဒီမှာပေါင်းလေးပုံစံလေးပြောင်းလုပ် ညီမရုံးဆိုတော့စပင်းလေးစီးတော့လေစပင်းမြဲစီးပြတယ်ဆိုတော့အိုက်စီးရလေးလှ စီးလို့လှအောင် ဟုတ်ဟုတ် ဟုတ်စီးလို့လှအောင်လို့ဆရာနည်းနည်းလုပ်ပြလိုက် ဟုတ်ကဲ့ပါ နော် ဟုတ် ဟေးအဲ့ဆရာတို့စမ်းမယ် ဟုတ်ကဲ့